ဘာပဲလုပ်လို့အောင်မြင်ခြင်းတဲ့ဆိုလို့ရှိရင်နော်ပစ္စည်းနော်သုံးမျိုးတက်ပြီးတော့လောက်ရတယ်နော်နံပါတ်1အဓိပတိပစ္စည်းနော်အဓိပတိတက်ပြီးတော့လောက်ရတယ်သန္တာအဓိပတိသန္တာတံယောဒကနံဓမ္မနံတံသမုဋ္ဌာနာနိသရူပနာအဓိပတိပစ္စေနပစ္စယောဝိယအဓိပတိစိတ်ဓာအဓိပတိဝိမန္တအဓိပတိဆိုတဲ့အဓိပတိဘယ်နှပါတော့၄ပါးနော်အဓိပတိဘယ်နှပါတော့၄ပါးနော်အဓိပတိ၄ပါးအဲ့တော့သန္တာဝိရိယစိတ်ဓာဝိမန္တဆိုတဲ့အဓိပတိ၄ပါးတက်ပြီးတော့လောက်နောက်တပစ္စည်းကအနန္တရပစ္စည်းတဲ့ပုရိမာကုသလဓမ္မပစ္စည်းမာနံပစ္စည်းမာနံကုသလနံဓမ္မနံအနန္တရပစ္စေနပစ္စယောနော်အဲ့တော့ရှေ့ကုသိုလ်ကနောက်ကုသိုလ်ရှေ့အမှတ်ကနောက်အမှတ်ကိုနော်အဲ့လိုမျိုးအမှတ်ဆက်နေအောင်အနန္တရဆိုတာနအန္တရအကြာနမရှိအကြာမရှိအောင်နော်မကြိုးစားဘူးလားကြိုးစားမှာလားအကြာမရှိဒလဇက်ကြိုးစားရမယ်အဲ့ဒါအနန္တရပစ္စည်းနော်အနန္တရပစ္စည်းနောက်ပစ္စည်းတစ်ခုကအာပေဝဏပစ္စည်းနော်ဘာပစ္စည်းတော့အာပေဝဏပစ္စည်းဆိုတာကနော်ပုရိမာကုသလဓမ္မပစ္စည်းမာနံပစ္စည်းမာနံကုသလနံဓမ္မနံအာပေဝဏဆိုတာလည်းအဲ့လိုပဲအာစိဏကံပုံစံမျိုးပေါ့နော်အမြင်မပြတ်အဆက်မပြတ်ဒလဇက်နော်အကြာမရှိအောင်နော်ကိလေသာဂျားမခိုအောင်ပေါ့ဗျာနော်ကိလေသာဂျားခိုနေလို့ကြာနေတာလေတို့လူရနော်ကိလေသာဂျားမခိုဘူးဆိုရင်မမြန်ဘူးလားမြန်ပါလားမြန်တယ်